အနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအနန္တ၅ပါးကိုရှိခိုးပြီဗလားပြိဿကြီးအနန္တ၅ပါးကိုရှိခိုးပြီးရင်ဒီကနေ့ဘုန်းကြီးရှေ့ပိုင်းဟောမှာကတထဆွမ်းနဲ့အမျက်စခန်းဘာတရားဟောမှာလဲတထဆွမ်းနဲ့အမျက်စခန်းကျွတ်တော်ဘောကထုထားသောညမြတ်စွာဘုရားသခင်ကိုရောမြတ်သည်ဘုရားကေဟိယံတိနိတိတာဥက္ခုကာရဓမ္မယံတိတေဇနံဒါရုံဓမ္မယံတိတစ္ဆတာအတ္တနံဓမ္မယံတိသုဗ္ဗတာလို့ဒီဒေသနာကိုဘုရားဟောပါဘယ်သူအကြောင်းပြုဟောတယ်လဲလို့ဆိုတော့ဆောလီတထကတ္တာနဲ့အမျက်စခန်းလို့ဆိုတဲ့နိဗ္ဗာန်ကိုလှမ်းသွားတဲ့တက္ကະတယောက်ကိုအကြောင်းပြုဟောပါတက္ကະတယောက်ကဘယ်သူလဲတထေးတယောက်လို့လဲဆိုလို့ရအစီခံတယောက်လို့လဲဆိုလို့ရလေရမတယောက်လို့လဲဆိုလို့ရဆင်းရဲသားတရားလို့လဲသူဆိုလို့ရဘဝတန်လျာခရီးမှာအမျိုးမျိုးခံစားချက်တွေအပြည့်အဝနဲ့ဆွဲထန်လှူပြီးတော့နိဗ္ဗာန်ကိုမြန်းသွားတဲ့တက္ကະရဲ့အကြောင်းကိုဘုန်းကြီးဟောမှာဖြစ်တယ်ဒီဒေသနာကိုဟောတဲ့အချိန်ခါမှာဘုန်းကြီးတို့အတိတ်ဇာတ်ကြောင်းလေးမပြန်လို့မဖြစ်ဘူးအတိတ်ဘာသာနဗိယအစရှိတဲ့ဖြင့်ဘုရားကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့ဒေသနာတော်အရာဟောလုံနေပြီးသောအခါဘာယာနာခေါ်တဲ့ရွှေမြို့တော်ကြီးမှာဘာယာနတိတထေးကြီးဆိုတာရှိအဲ့ဒီဘာယာနတိတထေးကြီးမှာသားတစ်ယောက်ဖွားမြောက်ထားတယ်ကန္ဓတထေးသာဘေးကကြီးဘယ်သူတဲ့တော့ကန္ဓတထေးသာနာမည်လေးပေးရင်တော့မောင်မှုေးလို့ရရင်ရမှာပေါ့မောင်နှံ့လို့ရရင်ရမှာပေါ့မောင်နှံ့မကောင်းပါဘူးမောင်မှုေးကောင်းပါဘေးကကြီးနှံ့လာကြည့်ကောင်းရဲ့အေးနောက်မနှံ့နဲ့ပေါ့ဒါပဲပြောရပါကန္ဓဆိုတာအနံ့မဲရဒါပြီးမောင်နှံ့လို့ကြည့်မကောင်းတဲ့ကိစ္စမို့မောင်နှံ့လို့မမှဲ့ဘူးမောင်မွေးလို့မှတ်ချင်မှတ်သွားကြဘယ်သူတဲ့တုံးရိပ်သာကြီးမောင်မွေးမောင်ကန္ဓပေါ့လေမောင်ကန္ဓပြီးသူ့အဖေဘာယာနတိတထေးကြီးဘဝတစ်ပါးပြုံးသွားတဲ့အချိန်ခါမှာအိမ်မှာရှိတဲ့အဆောက်အအုံများကတထေးသားလေးကန္ဓဟောဒီပစ္စည်းတွေကတင့်မိဘဘုရားထားခဲ့တဲ့ပစ္စည်းတွေဖြစ်တယ်ပစ္စည်းထားတဲ့ဗန္ဒာကန်းတွေအကုန်ဖွင့်ပြနဲပါပဲလားဗျာဒီပစ္စည်းတွေမိဘဘိုးဘွားပိုင်တာမှန်ရဲ့သို့တော်လည်းပဲမိဘဘိုးဘွားကသေသွားကြတော့ဒီပစ္စည်းတွေယူမသွားနိုင်လို့ထားပစ်ခဲ့ကြတာလားခင်ဗျအေးမယူနိုင်ဘူးလေတထေးသားလေးရဲ့မယူနိုင်လို့ယူမသွားကြတာဘောကွမယူနိုင်လို့သူတို့ထားပစ်ခဲ့ပေမဲ့လို့ကျုပ်ကတော့ဒီပစ္စည်းတွေပါအောင်ယူမယ်မိဘဘုရားတွေတရားကောင်းလို့ဒါတွေယူမသွားနိုင်ရင်သူတို့ဘာတွေယူသွားသလဲခင်ဗျဘာမှမယူနိုင်ဘူးချစ်လို့ကြွေးမွေးပြီးဝတ်စားတန်းစားဆင်တဲ့ခန္ဓာကိုယ်ကြီးလည်းထားပစ်ခဲ့ရတယ်မောင်ရဲ့သူတို့ယူသွားနိုင်တာကတော့ဖြင့်သူတို့ပြုတ်ကြတဲ့လူဘဝကကုသိုလ်ကံအကုသိုလ်ကံဒီကံတွေပဲသူတို့နောက်အရေးတပွဲပါသွားကြတယ်။ဒါခင်းလို့မယူနိုင်တာဗျ
မိဘဘိုးဘွားများပြောရရင်တော့မကောင်းပါဘူးဗျာသူတို့မွေးဖွားလို့လူဖြစ်ပေမဲ့လို့အလို့နာလို့ညာခင်းလို့ဒီပစ္စည်းတွေမယူတာကျုပ်ကဟောဒီပစ္စည်းတွေကျုံတော့ပါအောင်အကုန်ယူတော့မယ်ဗျို့ဟာယူမရဲဗျယူမယ်ဆိုတော့ပရိသတ်ရေကန္ဓကထေသာတန်ဃာတော်ကြီးပင့်ပြီးဆုံးကတ်တော်မဲ့နဲ့တူတယ်လူတဲ့ပရိသတ်တွေကျွေးမွေးတော်မဲ့နဲ့တူတယ်ပရိသတ်ကြီးကန္ဓကထေသာကျွေးတဲ့မွေးတဲ့လှူတဲ့တန်းတဲ့ပွဲကြီးများလိုက်မစားခြင်းဘူးလားပရိသတ်ရှက်ပါနဲ့စားကြတာပေါ့မစားခြင်းတာပေါ့မစားရင်မူလို့တော့ကိုယ်ပိုက်ချက်ရှိတဲ့အတိုင်းပဲပေါ့လေပြောပေါ့ပေးသားကြီးခန္ဓာတစ်ထေသာလူတိုင်းကျွေးမွေးတဲ့တံပေါက်တွေဝက်သားတွေကျွေးမွေးမဲ့ဟာတွေပြန်ပေးသားကြီးလိုက်မစားကြဘူးလားအေးပါဇက်ပြင်ထားပါဇက်ပြင်လူတော့မှာခန္ဓာတစ်ထေသာကကျွေးတော့မွေးတော့မှာဒါတော့စားရအောင်ပြင်ထားနော်ကန္နာတစ်ထေသာသူ့နောက်ပါအောင်ယူမယ်ဆိုပြီးတော့အကြံတစ်ခုပေါ်လာတသိန်းတန်နဲ့မန္တကြီးထိုးတာတသိန်းနဲ့မန္တကြီးထိုးလိုက်ဒီကဘာမန္တကြီးတော့မန္တကြီးတသိန်းနဲ့ထိုးမှတော့ပါဇက်သာပြင်ထားနော်တသိန်းတန်နဲ့ဖန်ရည်ကြိုးခိုင်းဆောက်ကြသားဟဲ့ဘာရေချိုးခန်းကြီးတို့ချိုးရင်မူလားချိုးရင်လည်းဆိုရင်လည်းဘာရေချိုးခန်းကြီးတဲ့ပို့ပေးမလို့တသိန်းတန်နဲ့ဘာရေချိုးကိုပေးတာဒီတသိန်းတန်နဲ့ဘာရေချိုးကိုဘာရေချိုးကိုလက်လာရေအိုးကအလုံး60လဲပေါ့နံပါတ်ရေအိုးမွေကြိုင်ပြီးတော့ပေးသားကြီးလောင်းပြီးတော့မြန်ချိုးလိုက်ရှင်မူလားပြောရမယ်လူတွေတောင်နည်းနည်းလေးအစိမ်ပြက်သိပါတယ်ခန္ဓာတစ်ထေသာကြည့်အခုတရားနာပြိဿဖန်ရည်ကျိုးကုန်ကြီးကလည်းတသိန်းသာလက်လာရေအိုးတွေနဲ့အဲ့ဒီတသိန်းတန်းနဲ့မန္တကြီးအလေကောင်မှာသူနေဖို့ထိုင်ဖို့တသိန်းတန်တရားနာပြိဿဆောင်းလိုက်ပြန်ရောခင်ဗျားတို့လို့ဆိုကတင်တို့ကိုပြစ်တို့အေးကတင်တို့ဘာတို့ညာတို့ခေါ်တယ်လို့သူကလည်းတရားနာပြီးတော့တသိန်းတန်နဲ့သူထိုင်ပြီးထမင်းစားဖို့နေရတသိန်းတန်နဲ့ရွှေခွက်တနေ့ကိုသူစားလိုက်တဲ့ထမင်းကမနဲ့1000လားနေ့နဲ့1000လားညနေ1000လားတနေ့3000လားစားပြီးတော့လက်ပြီးနဲ့ရောက်လာသောအခါတသိန်းတန်နဲ့ရွှေခွက်ထဲကိုတသိန်းတန်နဲ့ထမင်းလေးစားမတဲ့ပြိဿခမရတို့ကတော့နောက်မှကျွေးမှနဲ့တူပါရဲ့နော်မျောထားကြစောင့်ထားကြတသိန်းတန်နဲ့ထမင်းစားမယ်တဲ့တနေ့3000ကိုစားပြီးတော့ဒီနေ့တော့လက်ပြီးနဲ့ရောက်လာသောအခါမန္တကြီးထိုးလို့မောင်းကျင်းနဲ့ခတ်ဒေသကြီးခန္ဓာတစ်ထေသာကမြို့ကိုဘာခတ်ခိုင်းမောင်ကျင်းနဲ့ခတ်ခိုင်းတယ်ဘယင်ခန့်တဲ့တစ်ထေကိုဘယင်ခန့်ဆိုသူဖေသေးသွားတဲ့နောက်ခန္ဓာတစ်ထေသာမိဘမရှိတော့သာသမီပိုင်ဆိုင်ရမယ်ပစ္စည်းတွေဆိုပြီးသူတစ်ထေရာသူအပ်ထားတယ်ကိုမြို့ရဲကိုမောင်းလဲစေတယ်ပြိဿဒါရင်လူကြီးကလူများတို့လေဒီကလေးလာပြီးနေဖြစ်ပါတော့ကြောင့်လာပြီးနေတိုင်းစားနေကြဖြစ်တော့တသိန်းတန်သောထမင်းကိုတသိန်းတန်သောရွှေခွက်ထဲမှာထည့်ပြီးတသိန်းတန်သောမန္တကြီးအလဲကောင်းပါကန္ဓာတထေသာဤထမင်းစားပွဲကိုကြည့်ရှုလို့သူရှိတာလာရောက်လေကြည့်ကြလေဆိုပြီးတော့မောင်းကြီးထုအတော်တရားလွန်တဲ့တထေဒေသကြီးပါဇက်ပြင်ထားတာလေကန္နာတထေသာကျွေးလိုက်မွေးလိုက်လှူလိုက်တန်းလိုက်မယ်ထင်လို့ပါဇက်ပြင်ခိုင်းမိမယ်လို့သူများမကျွေးအောင်ကြတသိန်းတန်နဲ့ထမင်းစားမယ်ဆိုတော့
တိုင်းပြည်လေအုပ်အုပ်ကြွကြွပေါ့လေဟာလုံးမကွာတသိန်းတန်နဲ့ထမင်းစားမလို့တဲ့ကွာအောင်မမင်းတသိန်းတန်နဲ့ထမင်းပြောနေတနေ့တနေ့မင်း3000ကုန်အောင်စားတာမနေ့စာက1000တန်းနေ့လေစားက1000တန်းညနေစားက1000တန်းစားရကွာဟောဒီလာသီးနေကြတော့ तू ကတသိန်းတန်စားမှာမလီခုခေတ်ဟောတဲ့တဲ့လူတွေကသူတို့ကိုသူတို့အဆန်းလုံးဒီတကြီးခေါ်တဲ့ပြန်တသိန်းကုန်စားလားမစားပါနဲ့တသိန်းကုန်စားလည်းတဲ့ခါမကြောက်ကြည့်ဟောမတရားလာပြေးတာတသိန်းကုန်စားအဲ့ဒီချိန်ခါမှာတော့ကကျွတ်တို့ချင်းခုတ်ပြီးစားတဲ့တောင်သူလေသမားတယောက်ကသွဲနဲ့နွားနဲ့ထင်းနေနဲ့သူကမြို့တဲ့အလားမိတ်ဆွေတူရဲ့အိမ်မှာဝင်ပြီးတော့တဲခုတလည်းချင်းအခုမောင်းပြီးတာပါလေကွာအမလေးမင်းကန်တာကထေသားကတသိန်းတန်နဲ့ထမင်းစားပွဲကြီးလုပ်တာမင်းကြည့်ဘူးလားကြုံမကြုံဘူးပဲကွာကြားလည်းမကြားဘူးပါဘူးတို့မျိုးတော်မောင်ကြီးမင်းကလထိုင်နေခင်းပြီးတော့အစင်းစင်းသူ့ထက်ငါတိုးခွေပြီးရှိကရအောင်ကြည့်ကြတာကွာရှိကရအောင်ကြည့်ကြတာကွာတသိန်းတန်နဲ့ဖန်ရီကျိုးကန်းကြီးထဲမှာတသိန်းတန်နဲ့ဖန်ရီကျိုးဘုံပေါ်မှာအောင်မလေးနန်းမကြီးအိုအလုံး60နဲ့ကွာအမျိုးသမီးတွေကလည်းနေဘူးဟာကြီးတွန်းပေးကြရေချိုးပေးကြပြီးတော့လေရေချိုးပြီးတဲ့ချိန်ခါမှာနန်းမလိမ့်ပေးကြအခုအဲ့ဒါလို့နန်းမလိမ့်ပေးပြီးတဲ့ချိန်ခါမှာတသိန်းတန်နဲ့ထမင်းကိုစားမှာကွာတသိန်းတန်နဲ့ရှုွက်ကြီးတဲ့ထဲလို့ဟာဘယ်လိုကြီးငါကြည့်ရင်တာကြည့်ရင်လားလိုက်ခဲ့ဆိုပြီးပါသွားတယ်ဘာလို့တော့မန်းတကြီးတဲ့မှာကြည့်ကြတာပေါ့တသိန်းတန်နဲ့ထမင်းကိုစားဖို့ပြင်ထားတယ်ပြိတ္တရွှေပွက်ကြီးနဲ့တော့ကလာတဲ့ခင်းကုတ်သမားကတသိန်းတန်နဲ့ရွှေပွက်ကြီးမြင်ကြတဲ့ကပရီတများများဖြစ်လာအတော့စားချင်စိတ်ပေါက်ဟာစားလိုက်ရဘလောက်ကောင်းတသိန်းတန်ကွာဘယ်လိုဟာတွေများထည့်ထားပါလို့တကယ်ချင်းစားရရင်ကောင်းပါကွာကောင်းမကောင်းကွာမင်းတို့ငါတို့အရာမဟုတ်ပဲနဲ့မင်းသူ့တက်နိုင်လို့စားတယ်လို့နောက်တထေးကထွက်လာတထေးကလာပါတဲ့ဆိုတော့ဝိုင်းကြည့်ကြအဲ့ဒီတသိန်းတန်နဲ့သူထိုင်ရလောက်ထားတဲ့နေရာပေါ်မှာထိုင်ပြီးတသိန်းတန်နဲ့ရွှေကွက်ကြီးတဲ့စားလို့အဖုံးဖွင့်လိုက်တရားတော်ပြေးတိုင်းမန္တတစ်ခုလုံးကြိုင်သိမ့်သွားတယ်အဲ့ဒီချိန်ခါမှာတရားနာပြေးကခုနကတုန်းကတောကလာတဲ့ထင်းကုတ်သမားရဲ့နှာခေါင်းကိုသွားပြီးတော့အဲ့ဒီအနံ့တွေကနှုတ်ဆက်တာကိုဟိုလူနှာခေါင်းလေးပွားစီဖြစ်နှာခေါင်းလေးပွားစီဖြစ်လာဟာတကယ်ကြီးငါကွာစားချင်လိုက်ပါပြီစားချင်လို့ရမလားကွာငယ်ချင်းအဲ့ဒီအစာကိုမှငါမစားရရင်ဒီဘဝငါသေရလိမ့်မထင်နဲ့တကယ်ချင်းတရလွန်ငါဒီကြဟိုလူကလည်းတရလွန်စားတယ်ငါတက်လူကလည်းတရလွန်ပဲငါဒီကြမစားရင်ငါသေရလိမ့်မယ်တကယ်ချင်းခဲတော်တာပါပဲကွာကြိုက်ငါတောင်းပြီးပါမယ်ကွာစားရမစားရတော့မသိဘူးကာမိတေပနမမီထားအော်တာမြို့ကမိတ်ဆွေကတော့ကမိတ်ဆွေကိုတနာလို့ကာမိတေပနမမီပါဠိပြောနေတာနော်ဒီကကာမိတေပနမမီဆိုတာသိလားရှင်သခင်မင်းသိအကျွန်ုပ်ဥညွတ်ပါ၏မြန်မာပြန်လိုက်တော့ဒီအဓိပ္ပာယ်လေးရသိလို့အကျွန်ုပ်ဥညွတ်ပါတယ်သုံးချိန်တိုင်ထအောင်လိုက်တော့တထေးသမင်းထည့်ထားတဲ့ရွှေကွက်ထဲလက်နိုင်ခံလေးဘလူကဘာလေးငါဥညွတ်တဲ့မိတ်ဆွေလေပါဦးမိတ်ဆွေခင်ဗျာပါတော့တထေးမင်းကိုဥညွတ်ပါတယ်ခင်ဗျာ
ဟုတ်ပြီဥညွတ်တာဟုတ်ပါပြီဘာပြုလို့ဘာအကြောင်းနဲ့ဘယ်လိုသဘောကြောင့်ဥညွတ်တာတထဲမင်းစားတဲ့တသိန်းတန်းနဲ့ထမင်းကိုအကျဉ်းလို့ရဲ့တော့ကမိတ်ဆွေကစားခြင်းလို့ပါတယ်ခရာတသိန်းတန်းကိုလာပြီးနေ့တိုင်းစားတနေ့1000တန်းထမင်းကိုမနဲ့နေ့လေညနေ3000ပုံအောင်စားဒါလောက်ချမ်းသာတဲ့တထေးဆိုတော့အရှင်တထေးမင်းစားတဲ့ထမင်းကိုတော့ကကျွန်ုပ်မိတ်ဆွေကစားခြင်းပါတယ်ဆိုတော့တရားတရားကောင်းကောင်းနဲ့ကျဲတဲ့ဒီကကြီးခွင်းကပါဇာလေးတွေများအခုပြင်ထားသေးလားမပြင်တော့နော်ပြန်လာဖြုတ်လိုက်ပါနော်ကိုပါဇာလေးတွေကိုအပြင်ဖြုတ်လိုက်တော့ကျဲတဲ့အဲ့ဒါလို့မကြွေးဘူးဆိုတော့ဂိုင်ငါမပြောဘူးလားကွာမင်းစားဖို့မလွယ်ပါဘူးပြောရင်သားနဲ့ကာမီတေးပလမာမီထားအောင်လိုက်ပြန်ပြန်ပြီမဲဆွေဟာလေရှင်မထေးမေစားချင်လို့ပါတယ်ခင်ဗျအတဲခက်နေပါလားမကြွေးပါဘူးလို့ပြောနေမှာထမင်းတစ်ဆုပ်ကို100 300ဒီလိုတန်နေမကြွေးနိုင်ဘူးအရှင်မထေးမကြွေးလို့ရှိရင်တလို့ရဲ့မိတ်ဆွေတော်ကလာတဲ့လူကအသက်သေးရလိမ့်မယ်လို့ဆိုနေပါတယ်ခင်ဗျာခက်တော်တာပဲကန်ဒီလောက်စားခြင်းရဲ့အလကားတော့မကြွေးနိုင်အလကားမကြွေးနိုင်ဘူးဘာဟိတိကျင်းခိုင်းဒီတသိန်းတန်နဲ့ထမင်းကိုကြွေးလူကလည်းပြိဿငါတီးကြရတာအလွန်ပဲအရှင်တထေးလင်းပြောတဲ့အတိုင်း3နှစ်ပဲကျွန်းခံပါမယ်ခင်ဗျာတငယ်ချင်းကိုယ်ရှိတဲ့ငပိချက်နဲ့အတုမြုပ်လေးနဲ့လည်းကောင်းပါလေကွာပြန်ရပါစို့ကွာဘယ်နဲ့3နှစ်ကျွန်းခံမှာတော့တငယ်ချင်းမင်းပြန်တော့ငါမလိုက်ကွာအိမ်နဲ့ကျက်သားဝတ်သားချက်စားလို့ရတော့ပါကွာကျက်သားဝတ်သားကတခြားကွာဒါတသိန်းတန်ကွာဘယ်နှသိန်းတန်ကွာဘိုက်ထဲရောက်တော့ပြီးတော့လေဟိုဟာကြီးဖြစ်ကုန်တော့ပါကွာဒီသွားကြပါစို့ကွာဘာတွေဖြစ်ကွာငါမလိုက်တော့ဘူးငါကြုံခံမယ်3နှစ်သွားမင်းအိမ်ပြန်တော့အိမ်ပြန်ပြီးတော့မင်းအိမ်ကထားခဲ့တဲ့လှဲနဲ့နွားကိုလေယူပြီးတော့ငါအိမ်ကပို့လိုက်တော့ကောင်းမရလေလှဲတွေနွားတွေပစ္စည်းတွေကိုစွန့်ပစ်ပြီးတော့တသိန်းထမင်းစားခြင်းလို့3နှစ်ကြုံခံသည်ဘယ်နှစ်တော့3နှစ်ကြုံခံတော့သူ့နာမည်လေးရဘတ်တပတိကာပါတယ်တော့ရိတ်တာ3နှစ်တိတိကြုံခံတာရိတ်တာထမင်းအတွက်နဲ့ကြုံခံစားတဲ့လူလို့ဘတ်တပတိကာဆိုတာဒီနာမည်ရထမင်းအတွက်နဲ့ကြုံခံစားတဲ့လူပါတယ်တော့သူ့နာမည်ထမင်းအတွက်နဲ့ကြုံခံစားတဲ့ထမင်းသားဂျုံလို့ဒီလိုလဲခေါ်လို့ရဒါကဘာဂျုံလို့ခုခေတ်စားရမယ်တောက်ရမယ်လေးတွေပတ်စံရှိတဲ့အိမ်မှာထမင်းလေးကျွေးလို့စားရရင်တော်ပါပြီခမရလို့ခန်းနေတဲ့ဂျုံလေးဟာဘာသာပတိကကစပြီးထွက်လာလားမသိထမင်းသားဂျုံလေးတွေခုခေတ်လည်းရှိတတ်ပါစားရမယ်တောက်ရမယ်လေးတွေမှန်လားဒီကကြီးဟိုကစားရမယ်တောက်ရမယ်ကိုမဟုတ်ပါဘူးဟိုလူကတော့ငတ်ကူငတ်ဒီကြလို့ကဲထမင်းသားဂျုံဖြစ်နေ3နှစ်ဂျုံခါဒီလို3နှစ်ဂျုံခံပြီးတော့နေ့စဉ်နဲ့အပြတထေးခံမှာလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုမပြတ်မကွက်လှုပ်လာခဲ့ပြေးကြပါစို့3နှစ်ကြားနေရောပြေးတော့ပြေးသွားပါလား3နှစ်ညာတာနော်ခုနကပြောခုပြေးတရားတွေပဲပြေးလိုက်တာပေါ့ကဲ3နှစ်ပြေးတော့အရှင်မထေရလေးနဲ့ဗတ္တပတိကဘုရားတိကြုံခံခဲ့တဲ့ကိစ္စဒီပြေးပါပြီခင်ဗျာဘာအမှုကိစ္စကြီးများသူမပြုတ်ပဲနဲ့ချွတ်ရွေးမှုရှိသေးကြလဲအမောင်တို့မရှိပါဘူးတစ်သေးပဲတဲတော်တဲ့လူပဲတနာလဲတနာစရာကောင်းတဲ့လူ3နှစ်တိတိဘာအမှုမှချွတ်ရွေးမှုမရှိပဲနဲ့အခုပြုတ်စုပြီးတော့လာခဲ့ကဲဆောင်းမန္တကြီးဒါသိန်းတော့
ချွတ်ရွံ့မှုမရှိဘဲနဲ့အခုပြုတ်စုပြီးတော့လာခဲ့ကဲဆောင်းမန္တကြီးတသိန်းတော်မန္တကြီးကိုဆောက်၍သူနေ့စဉ်စားခဲ့တဲ့တနေ့3000ကုန်တဲ့ထမင်းကိုလည်းကျွေးလို့ကြည့်တရားနာပြိဿကြီးတသိန်းတန်တဲ့ထမင်းကိုရွှေကွက်ထဲပြီးသူကျွေးတော့မယ်တသိန်းတန်တဲ့ဖန်ရည်ကိုဖန်ရည်ချိုးကကြီးတဲ့မှာတသိန်းတန်တဲ့ဖန်ရည်ချိုးဘုံမော်ကြီးမှာစေနာမဏိလို့ခေါ်တဲ့သူ့တထေးကတော့တယောက်သေးပဲခြံထားပြီးတော့ဒစ်ပြင်းလေသူ့ရဲ့အယောင်အဆောင်ဖြစ်တဲ့အမျိုးသမီးအကြာကြီးကညာကြီးဘယ်နဲ့အကြာကြီးတောင်ဖြစ်ဟုတ်ပါမွေပါဇာမြအမှားရတာသူ့ရဲ့အယောင်အဆောင်ဖြစ်တဲ့အမျိုးသမီးအပြိုကညာကြီးရေကြိုးကန်းထဲမှာတရားနာပြီးတာအမွှေးနှစာချေတဲ့ဟောရေအိုးတွေနဲ့အချိုးခိုင်းနောက်လာလင်းခိုင်းပြီးတော့ကျွေးတော့မဲထမင်းအဲ့ဒီလိုထမင်းကျွေးမှကိစ္စကိုလည်းမောင်းချင်းနဲ့ခတ်ပြီးတော့စီလဲစေတဲ့ပြိဿဒါတို့ပြည်သားလူရလို့လေကောင်းပြီပါမြေမောင်းထုခိုင်းတာပြောဒီလိုလူလည်းရှိအောင်မှာဒါမှအပြင်းပြေတာနားကြားလွဲသွားတာထူလိုက်ကြသမ်းပါလို့ခေါ်တာမှတ်လို့ထူလိုက်ကြသမ်းပါပြောတာမောင်းအသာနေသူနားကြားလွဲသွားလို့ဘယ်လိုမထူအဲ့ဒါတော့ခေါ်တာမှတ်လို့အဲမောင်းထူရမှာနော်ဒူတော့ထူရမှာနော်တိုင်းလူကြီးလားလူများလို့လေဟေးထူတာပါအဲ့ဒီလိုတရားနာပြေတာမောင်းချင်းနဲ့ခတ်ပြီးတော့ကန္နာတထေဤစာနေကြဖြစ်တဲ့တနေ့3000နာထမင်းနဲ့ရပြီနေစာနေကြဖြစ်တဲ့တသိန်းနာထမင်းကိုစားခြင်းလို့တာပြမရဖြစ်ကိုအိမ်နဲ့ပြပြီးတော့3နှစ်တိုင်ကျွန်းခံတဲ့ဗတ္တပတိကထမင်းစားကျွန်းပြီးဒီကနေ့တထေအယောင်ဆောင်နေတယ်ကွာတသိန်းတန်းတဲ့ထမင်းကိုစားပါလေကြည့်ရှုလို့သူတိုင်းလူပြည်သားအပေါင်းတို့လာပြီးကြည့်ကြကုန်လို့ကြည်ညာလိုက်တော့ကြိတ်နဲ့တရားနာပြည်သားဟောကန္ဓတထေသာစားတော့ငါပရိသတ်တဲ့စီတဲ့ပြို့ဟာ3နှစ်တောင်ကျွန်းခန္ဓာရဲ့ကငါရှိကနေရအောင်ဖို့ရတော့မှာကွာ3နှစ်ကျွန်းခံစားတဲ့လူကြီးတယ်လို့တို့တော့ကွာအဲ့ဒီလိုထမင်းမျိုးစားချင်တာနဲ့3နှစ်တော့ကျွန်းမခံနိုင်မောင်ကွာတကယ်ငါဒီကြတဲ့လူကိုကွာမလို့ငါတဲ့လူကြီးနေတာဟိုပြိဿတချို့ဖွားကြီးတွေကလည်းအမလေးငါ့တွင်ဖို့ကြလောက်မအောင်ဟဲ့တပိတ်တနဲ့ထမင်းဆိုတော့ဘယ်လိုပဲပုံမနီးမြောင်စားလက်တုံးလို့ဘာကြောင့်ပါဗျာကံရိုးရိုးလာကြပါစို့ဘိုးကြီးဖွားကြီးကများပြောရင်ကျုပ်ပန်းရွဲ့ပါလေကြောက်ပါတော့ခွေပြီးတော့ကြည့်လိုက်ကြတာတရားနာပိဋကရေတပိဋကနဲ့ရေလိုကကြီးတွေမှာရေတွေချိုးလို့နတ်နာရေအိုတွေနဲ့နတ်နာတွေအမျိုးသမီးကညာတွေကလိမ့်ပေးလို့တရားနာပိဋကကြီးတသိန်းနဲ့ရွှေခွက်ထဲမှာထည့်ထားတဲ့ထမင်းကိုစားတော့မယ်ဗျို့ဗတ္တပတိကသူကလည်းစားမလို့ဟာပြေကန္ဓမဒနာတောင်ကပြစ္ဆေကဗုဒ္ဓအရှင်မြတ်တပါးကလည်းនិရောဓသမဘမှာအထာကြွလာပြီငါဘသူဆွမ်းအလူခံရပါငါအလူခံလို့ငါကိုဆွမ်းလှူဒန်းပြီးဒိဋ္ဌဓမ္မလက်ငင်းအကျိုးပေးမဲ့ပုဂ္ဂိုလ်ဘသူရှိပါလိမ့်ကြည့်လိုက်တော့ငါကြည့်ကြတဲ့လူကြီးမြင်လာဟိုပြိဿမြင်တော့
သူ့ရဲ့ဥပနိဒေယကြည်လိုက်တမ္ပရာလေးချက်နဲ့ပြည့်ဒိဋ္ဌဓမ္မအကျိုးပေးမဲ့နေ့ဆိုတာသိတဲ့ဖြင့်ဟောတပည့်ကြီးပိုက်ပြီးကြွားတပိဋကလည်းရွှေပွဲခဲကထမင်းကိုစားမလို့လက်ကလေးလေးပြင်လိုက်ပါလေအောင်ကောင်းကင်ကပြည့်စေကဗုဒ္ဓအရှင်မြတ်ကသူမြင်အောင်ကြွပြလိုက်သည်ဟောကြည့်အလှကံပုဂ္ဂိုလ်ပါလားပတ္တပတိကဟဲ့ပတ္တပတိကမင်းဒီလောကမွဲလေပတ္တပတိကဒီဘဝမင်းဆင်းရဲသကွယ်တော့နှစ်တိုင်းတိုင်းကြုံခံပြီးတော့စားရအောင်ဆင်းရဲတာမင်းနောက်ဘဝကဒါနမပါလို့မြင်လာပြီဩဝိဇကတပုညတာတိဒါနစက်ကြီးပြက်လို့နောက်ဘဝကမင်းမလှူပဲလို့မွဲတဲ့ပတ္တပတိကတသိန်းတန်းနဲ့ထမင်းမင်းမစားနဲ့စားလိုက်ရင်ကုန်သွားလိမ့်မယ်ကုန်သွားပြီးတော့လေအာဂန္တုကဖြစ်ပြီးဗိုက်ထဲကြတာမနေဟိုဟာတွေဖြစ်ကုန်မဲ့အတူတူတော့ဟဲ့ပတ္တပတိကမစားနဲ့နောက်ဘဝကမလှူလို့ဒီဘဝမှာမွဲတယ်ဒီဘဝမှာလှူပြရင်ဟောဖြစ်လျံဘဝပို့ပြီးတော့မင်းမွဲဥမှာပေါ့ကုန်ကုတ်စရာမရှိအောင်ဆင်းရဲဥမှာပေါ့မင်းစားမဲ့တသိန်းတောင်မစားနဲ့လှူဟဲ့ပတ္တပတိကလှူသူကိုယ်သူတိုက်တွန်းနေဘယ်သူကတိုက်တွန်းတာစေရနာလေးကတိုက်တွန်းတော့ပတ္တပတိကထိုင်ရတာထလောဘကိုအနိုင်ယူသွားလို့ပြိဿငတ်မဲ့ငတ်တုံးကလည်းငတ်တိကြတာအလွန်ပဲဖြတ်မဲ့ဖြတ်တော့လည်းသူ့မို့ဖြတ်နိုင်တယ်ခင်ဗျားတို့စိတ်ကလေးတွေနဲ့ရှင်ကြည့်ပေါ့ဗျာရှင်ကြည့်ပေါ့၃နှစ်တောင်ကြုံခံထားရတာဗျာတို့တော့လူနိုင်ပါအဲ့ဒါလိုလူဒီထဲတော့ပါကြမှာပါမှာပါမပါပေသည်ရှင်ကြည့်ခင်ဗျားတို့မပါပေသည်ကျွတ်တို့စိတ်မျိုးကိုပြောမယ်တရားဟောဘုန်းကြီးလိမ့်ကိုမလိမ့်ဘူး၃နှစ်ကြုံခံမှစားရမယ်တသိန်းတန်တော့ကျုပ်စိတ်ထဲတင်ကိုဝေဖန်ကြည့်လူနိုင်ဘူးရှိပြောတာသူများလူခိုင်းနေတဲ့ဘုန်းကြီးကျုပ်မလိမ့်ဘူး၃နှစ်ကြုံခံထားရတာအဲ့ဒီလိုမလှူနိုင်တဲ့ဘုန်းကြီးမို့လဲတရားဟောဓမ္မကတိကဖြစ်ပေမဲ့လို့ဘုရားဆူဆူနဲ့လွဲပြီးတလောက်ထိအောင်စေတနာနဲလို့လေကျွတ်တို့ဒီကထဲလူလာဖြစ်တယ်လို့ကျွတ်တွက်လို့ရမှန်လားပြိဿကြီးကြည့်အခုတရားနာပြိဿငါမင်းငါတုံးကတော့အလောငါတီဖြောင်းမဲ့ဖြတ်တော့လေကြည့်သူ့စိတ်ဓာတ်ကြီးရင့်မာလာသည်လို့ပဲတဲ့ဗျာသူကကြီးနဲ့ကန်ပြီးဆွေရလူခံတော်မူပါဗျာပြိဿကမော့ကြည့်ဟောပြစ်စကဘုရားကြွလာတာကိုကြည်စားအလူအောင်ပုဂ္ဂိုလ်ကြွလာပြီမင်းငါမင်းငါတုံးကတော့ငါလိုက်တဲ့လူ၃နှစ်တောင်ကြုံခံတော်လေအခုလူတော့မတဲ့ကြည်စားဟောလေတဲတော်တဲ့လူပဲတဲတော်တဲ့လူပဲပြိဿကကြည်လုံးနဲ့တခါနေချင်းမွန်းနေတဲ့အခက်တမှာပဲပြစ်စကဘုရားလူရောတော်လောက်ကြတော့လက်ကလေးကပြတယ်မင်းမချအောင်လေငါကြီးလူရင်မင်းပါစားမလဲတဲ့လက်ကလေးကပြတာပါပါဇက်ကမမိန်တော့လဲမိန်တဲ့ကဲ့သို့မင်းမချအောင်လေမိန်တော်မူတဲ့ကဲ့သို့အလူကံပုဂ္ဂိုလ်များလည်းတရားဓမ္မတွေရဲ့ပေါ်မှာငဲ့ပါတယ်တချို့ကတော့လေအလူကံပုဂ္ဂိုလ်တွေအားတဲ့အလိုက်ကန်းဆုံးမသိဘူးတဲ့သိပါတယ်ဗျာငဲ့ပါတယ်ဒီလိုပြောကြပါနဲ့အလွန်ငဲ့တာပါဟောငဲ့တဲ့အကြောင်းလေးကြုတ်ပြောဦးမယ်ဒီကနေ့ဒကမာကြီးတွေကိုယ်ထောင်နဲ့ကိုပက်ဆံထုတ်ကြည့်လိုက်အကုန်မလှူနဲ့တရားပါရင်လေကျုပ်90တဲ့လှူတဲ့မငဲ့လာပြောတာပါအကုန်မလှူပါနဲ့အကုန်လှူလို့ပဲဖြစ်လေငဲ့ညာတော်မူသဖြင့်တဝက်လူဟဲ့မိမို့ခြံကွဲ့နဲ့ဒီလိုဟိုပြိဿကြီးအဲ့ဒါလိုမိတော်မူလိုက်တော့ရှင်ဗျာတပည့်တော်ဒီဘဝအတွက်ချီးမြှောက်တော်မမူပါနဲ့တန်တရားအတွက်ချီးမြှောက်တော်မူပါဗျာတန်တရားအတွက်ချီးမြှောက်ပါဗျာတဲ့ဒီဘဝကျွန်းခံမှစားရတာဟာဖရာတပည့်တော်အတွက်ချင်းရလို့ပါဗျာချမ်းသာရင်ကိုယ်ဘုံကံနဲ့ကိုယ်စားရမှာပါဗျာဒါကြောင့်တပည့်တော်ကျွန်းခံမှစားရမယ်ထမင်းကိုဒီဘဝမငဲ့ပါနဲ့တန်တရားမှာဒီလိုကျွန်းမခန့်ရလေအောင်ဒီလိုမမိုးရလေအောင်ဒီလိုမငတ်ရလေအောင်အရှင်ဗျာ
အကောင်လူခံပြီးတော့တန်တရားအတွက်ချင်းမြောက်တော်မူပါဗျာဘုရားတပည့်တော်ဟောဒီဆံကိုလူတန်းရသောကောင်းမှုကြောင့်ဖြစ်လေရာတန်တရားမှာဆင်းရဲခြင်းမှလွတ်ကင်းပြီးတော့အရှင်မြတ်တို့သိမြင်သောတရားကိုသိရပါလို့ဤဘုရားအရှင်မြတ်ရတဲ့နိဗ္ဗာန်ကိုရရပါလို့ဤလို့ဒီလိုဆိုလိုပါတယ်အဲ့ဒါလို့ဆူတောင်းပြီးလှူလိုက်တော့ပြစ္ဆေကဗုဒ္ဓရှင်မြတ်ကအစီတံပတိတံတုံရှံခိပမေဝသမိဇတုလိုသောစုပြည့်စီပေါ့မင်းတောင်းတိုင်းပြည့်စီပေါ့ပြည့်စီဆိုပြီးအလူခံပြီးပြန်ကြွတချို့ကသနာတဲ့သူ့လာကြည့်ကြတဲ့လူတွေကမျက်ရည်ကျသုံးနှစ်လဲကြုံခံရပြီသုံးနှစ်ကြုံခံပြီးမှစားရမယ်ထမင်းကိုအလူခံပုဂ္ဂိုလ်ကဘယ်ကများကြည့်နေပါလိမ့်ဘယ်ကများကြည့်နေပါလိမ့်အခုတော့အလူခံပုဂ္ဂိုလ်ကြွလာလို့လှူလိုက်ပြီးတဏှာတရားကောင်းတဲ့လူပဲတရားတရားကလည်းပြည့်စုံလိုက်တာဒီလိုနဲ့တရားနာပြီးသားကြီးပြန်ရတဲ့လူတွေကအမျိုးမျိုးတဏှာပြီးတော့ချိန်မွန်ထောပနာစကားများပြောပြီးပြန်ရနောက်တရားနာပြိဿကြီးအဲ့ဒီတတဲ့တစ်ထေးကြပြီတစ်ထေးကြပြီရှင်ကနာတစ်ထေးမင်းအရှင်တစ်ထေးမင်းအရှင်တစ်ထေးမင်းရဲ့ဓမ္မ3နှစ်တိုင်တိုင်ကြုံခံပြီးမှတသိန်းတော်ထမင်းစားခြင်းနဲ့ဘာတာပတိကတိယခုထမင်းနေဓာစီမမစားတော့ပါအရှင်မထေရမေဟဲ့ဒါဟင်းငါစောကားတာဘောကွာငါစောကားတာဘောကွာမစားဝဲနဲ့တွန်ပြေးသလားခွေကျွေးသလားဘုပဲငါပြောတာဒီလိုမဟုတ်ပါဘူးတဲ့ပြစ္ဆေကဗုဒ္ဓကိုလှူလိုက်တယ်ကျေပြီးမွေးရင်ထားလောက်အောင်စရာတရားစရာတရားကောင်းတဲ့လူပါလားတဲတော်တဲ့လူပဲတဲတော်တဲ့လူပဲလေအပြည့်မဲ့ထွက်ပြီးတော့သူကလည်းအကြည့်ပြစ္ဆေကဗုဒ္ဓအရှင်မြတ်ကလည်းလူတွေမြင်တဲ့ခဏကောင်းတဲ့ဓမ္မဒနာတောင်ပေါ်ရောက်တော့လေကြည်တရားနာပိဿပြစ္ဆေကဗုဒ္ဓ900ကိုတပိတ်တစ်လုံးနဲ့အကုန်ထုတ်ပြီးတော့ကတ်သူဖုံးပေးလောက်ယုံမဲ့ခြံတယ်ပြိဿခင်ဗျားတို့ကအောင်းမေးမှာပေါ့ပြစ္ဆေကဗုဒ္ဓ900တပိတ်တစ်လုံးနဲ့ဝသလားဘုရားအကုန်ဝေလို့ရသလားလို့ခင်ဗျားတို့တို့အရာမဟုတ်ပါဘူးမကြံနဲ့ပါဘူးနော်ပြစ္ဆေကဗုဒ္ဓအရာပါဒီကလည်းတရားဘလဝဟိုကလည်းတရားနာပြေတာနှစ်ပင်ချီနဲ့ကဘာတသိန်းဖြစ်မှဖြစ်တော်မူတဲ့ဖယားငယ်ဖြစ်ပါတယ်ဗျာဒါပြစ္ဆေကဗုဒ္ဓအရာတွေပါအဲ့လိုပြစ္ဆေကဗုဒ္ဓ900ဖုံးပေးတာတွေကိုမြင်ရသဖြင့်တထေးဖြစ်တဲ့ခန္ဓာကလည်းတဲတော်ပြီးသွားအမောင်ဘဒ္ဒပတိကငါအားသင်ပြုတဲ့ကုသိုလ်ကို1000ပေးပါမယ်အမြဝေပါလို့တထေးသားလေးခန္ဓာကိုကျွတ်တို့ဗဒ္ဒပတိကကအမြဝေဒီလိုအမြဝေပြီးတဲ့နောက်ဒီတရင်ဘယေရွှေနေတော်ပေါက်ကြတော့ရှင်မင်းကဗဒ္ဒပတိကကိုခေါ်မင်းဒီလိုကုသိုလ်တွေပြုတာဟုတ်ကလားဟုတ်ကြောင်းပါဗျာဟုတ်ကြောင်းပါဗျာဒါဖြင့်ကွယ်ဒီလိုကုသိုလ်တွေပြုတော့မင်းနဲ့အတူတကွမင်းကြုံခံလာခဲ့တဲ့ကန္ဓတထေရောသိသလားသိပါဗျာသိယုံနေမကဘုရားကျွန်တော်မျိုးကြီးကငွေ1000ပေးသာဓုခေါ်၍သူ့ထံမှာရှိသောပစ္စည်းတွေကိုပင်လျင်တဝက်ခွဲပေးပါဗျာကြည်ပိသတရားတရားရှိလို့တထဆောင်းနဲ့အမြစခန်းဘယ်တော့မှကူးမယ်ဆိုတာတော့ကြပေါ်လာလိမ့်မယ်နော်
ကျုပ်ကဇက်ကွက်ကလေးတွေကိုစီစီဟောနေရပါတယ်ပြိဿအချိန်နာရီလေးနဲ့ကြိုက်ပြီးတော့အဲ့ဒီလိုတရားနာပြိဿရေသူ့ပစ္စည်းတွေတောင်တော်ခွဲပြီးတော့ပေးပါဗျာအေးဒါဖြင့်ကောင်းပြီအမောင်ဗတ္တပတိကသင်ပြုတဲ့ကုသိုလ်အာငါအမျှဝေပါနော်အမျှဝေလို့ဘုရင်ကလည်းသာဓုခေါ်ပြီးတော့ဗတ္တပတိကဖြစ်တဲ့3နှစ်ကျွန်းခံပြီးတော့တသိန်းနဲ့စားခြင်းနဲ့ထမင်းစားကျွန်းဖြစ်သောဗတ္တပတိကအားမြဲစွာသောပစ္စည်းတွေကိုပေးပြီးဟောတထေးရာဒူးကြီးကမြောက်လိုက်ပါတယ်ခင်ဗျာဒေသကြီးဘာမြောက်လိုက်တော့တထေးရာဒူးကြီးတထဆွမ်းတော်ပြိဿလက်ငင်းအကျိုးပေးသွားတာဝုထုသမရာအနာဂတ်ဟန္တာလည်းဖြစ်တယ်ဝုထုကလည်းပြည့်စုံတော့ကိုပုဂ္ဂလသမရာလို့လည်းမှတ်ချင်မှတ်ပေါ့ပုဂ္ဂိုလ်တို့တွေပြည့်စုံတယ်ပြည့်စေကဗုဒ္ဓဘုရားယဟန္တာကြည့်တရားနာပြိဿနောက်ပြည့်စေကသမရာပစ္စည်းကလည်းစင်ကြယ်တယ်ခိုးပြီးယူတဲ့ပစ္စည်းကိုလှူတာမဟုတ်ဘူး3နှစ်တိုင်ခန္ဓာကိုယ်အရင်ပြုတ်ပြီးတော့ကြုံခန်းတဲ့ပစ္စည်းကတော့စင်ကြယ်ဘူးလားပြိဿသမီးရလတ္တနောက်စေရနာသမရာသောမနတသဟာကိုညာနာသံပယုတ်ဒါနဲ့ရှင်တဲ့ပုဗ္ဗစေရနာမௌစစေရနာအပရစေရနာသုံးပါးသောစေရနာမပြတ်ကွက်တဲ့သောမနတသဟာကိုညာနာသံပယုတ်နဲ့ရှင်တဲ့စေရနာသမရာကလည်းပြည့်စုံလို့နောက်ခုနာတိရေကသမရာခုနာတိရေကသမရာလို့ဆိုတာကကျက်တို့နိရောဓသမဘာမှထသောအခါယဟန္တာဖြစ်ဖြစ်ပိစေကဗုဒ္ဓဖြစ်ဖြစ်ဘုရားဖြစ်ဖြစ်နိရောဓသမဘာမှထလာတဲ့အချိန်အဲ့ဒါခုနာတိရေကသမရာဒီသမရာလေးချက်ပြည့်စုံတဲ့ဖြင့်ဒိဋ္ဌလက်ငယ်အကျိုးပေးခြင်းကိုခံရရဲ့ဒီဘဝမှာဗတ္တပတိကနဲ့ခန္ဓာတထေသားတို့အတူတကွနေပြီးတော့ဒီဘဝကစုတည်သောခါဘုရားနဲ့စုအကြမှာနတ်ပြည်ကမဆင်းဘူးတဲ့မြို့နတ်ပြည်ဒေသဘယ်မှာရောက်သွားတော့ဒီလိုနတ်ပြည်မှာခံစားပြီးတော့ကျွတ်တို့ဂေါရမဘုရားလက်ထက်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဤအလုတ်အကျွေးဒါယကတယောက်ရဲ့မယားဖြစ်တဲ့မိန်းမဝမ်းမှာဟောတန်ဒီလာတီတဲ့မြို့ဒီလိုတန်ဒီလာတီတော့အတွင်းကကလေးတတ္တိကလေးပြတန်ဃာတော်အရှင်မြတ်တွေကိုအရာအထောင်အသိစသည်တန်သောမုံမြတ်တဲ့ခဲပွဲဘောဇင်တွေနဲ့ကပ်ရှင်တယ်တန်ဃာတော်တွေဆုံးကပ်ပြီးတော့အဲ့ဒီတန်ဃာတော်တွေရဲ့ဆုံးကျွင်းဟင်းကျွင်းကိုသူစားခြင်းနဲ့စားပြီးတော့ပရိတရားကိုနာခြင်းနဲ့ဒီချင်းချင်းတွေဖြစ်လာဒီချင်းချင်းတွေဖြစ်တော့အတွင်းကကလေးတတ္တိတန်ဃာတော်တွေဆုံးပင်ကပြီးတော့တရားနာပိသဆုံးကျွင်းဟင်းကျွင်းတွေစားနောက်သားယောက်ျားလေးဖွားမြောက်တယ်ဆိုကြပါစို့ဒီလိုသားယောက်ျားလေးဖွားမြောက်ပြီးတဲ့အချိန်ခါမှာကလေးကဥမမဲ့ဇာမမြောက်နောက်တန်ဃာတော်တွေတဖန်ပြီးဆွမ်းကလေးကိုလည်းဆုံးကျွင်းဟင်းကျွင်းကိုကျွေးတရားနာပြိဿကျွေးပြီးတော့အရှင်မြတ်တို့တဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကမှုထားလို့တန်ဃာတော်တွေကိုလျှောက်အရှင်မြတ်တို့ဗျာတပည့်တော်ကလေးအသိခါဖို့ပေးတော်မူကြပါဗျာတန်ဃာတော်ရှင်မြတ်ကသိခါဖို့ပေးလို့ဟောပြန်ကြွနောက်ကလေးကလေတရားနာပိသ9နှစ်သားလေးရောက်လာတော့ပိသကြီးဘယ်နှစ်သားတော့9နှစ်သားလေးရောက်လာတော့ချိန်ခါမှာရှင်သာရိပုတ္တရာကလည်းရင်းနှီးတဲ့ဆန္ဒကဆိုတော့ခဏကြွလာတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ထာမှာသူကိုရင်ဝိချင်စိတ်ပေါက်ပေမေတို့ကျွန်တော်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ထာမှာသာမဏေဝိပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဤတပည့်အဖြစ်နဲ့နောက်ကလိုက်သွားပါရစေကောင်းလိုက်တာပါရဲ့အမေတို့ဝတ်သားပါပြီအဖေတို့ဝတ်သားပါပြီနဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ထာမှာနှံပြီးတော့သာမဏေပြုတ်ပေးလိုက်9နှစ်သားလေးဟဲ့ဒေသကြီးဘယ်နှစ်သားလေးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနောက်ကနေပြီးတော့
တပည့်လေကြွကြလို့ဆိုပြီးတော့ကျောင်းတော်အကြွနောက်ကတင်ငန်းကောင်းတဲ့တပိတ်ကလေးသူကထမ်းပြီးတော့လိုက်လမ်းကြတော့ကျွတ်တို့ရေမြောင်းတစ်ခုတွေ့ပြေးတော့ဘာတွေ့ရေမြောင်းတွေ့တော့ကိုရင်လေးကအရှင်မရရှိတာဘာလဲဗျာအော်ကိုရင်လယ်သမားတွေကလေဒီ2000လောက်ရှိတဲ့မြောင်းကလေးတူးပြီးတော့လယ်တဲ့ကိုရေရအောင်ဖောက်သွဲယူထားတာကွလယ်တဲ့ရေရောက်တဲ့ချိန်ခါမှာကောက်ပင်တွေရေတောက်လို့အပိနံနေဖြစ်ထွန်းကြီးပွားပြီးတော့အဲ့ဒါတို့ဆန်စပါးရအောင်လုပ်ထားတာဟုတ်လားပါဗျာဒီမြောင်းနဲ့စီးနေတဲ့ရေတွေကစိတ်ရှိသလားဗျာဟဲ့ကိုရင်ရေဆိုတာပဲစိတ်ရှိမလဲကွစိတ်မရှိတဲ့ရေကိုလိုရမြောင်းတွယ်ပြီးယူလို့ရသလားဗျာရတာဘောကိုရင်အဲ့ဒီနေရာမှာတရားနာပရိသတ်ရဲ့ဒုက္ခတာမဏေလေးနာမည်လေးမပေးခဲ့ပေမဲ့လို့ဒုက္ခတာမဏေလေးလို့မှတ်ခဲ့ပါဒီကသူ့နာမည်လေးဘယ်သူလဲတော့သူ့ဘွယ်လေးနာမည်မှန်လို့ချိန်ခါမှာအိမ်မှာရှိတဲ့လူတွေသူ့မွေးဖွားတဲ့အချိန်ကစပြီးတော့ဆင်းရဲခြင်းအမှုမဖြစ်လို့မောင်ဒုက္ခလို့မှဲ့ကြတယ်မြန်မာလူပြောရင်မောင်ချမ်းသာလေးပေါ့ဘယ်သူလဲတော့ပြိဿမောင်ချမ်းသာလေးကိုရင်ဝင်လိုက်တော့ကိုရင်ဒုက္ခအဲ့ဒီဒုက္ခကိုရင်လေးပြီးနောက်ကဒုက္ခအဲ့ဒီဒုက္ခကိုရင်လေးပြီးနောက်ကလိုက်ပြီးတော့ချက်ချာနဲ့ဒီစိတ်မရှိတဲ့ရေမြောင်းကိုယူလို့ရသလားဖေရရတာပေါ့ကိုရင်ရဲ့လို့ဆိုတော့အဲ့ဒီနေရာမှာဖြတ်ဆိုတတိတရားလေးကပ်ကြည်စားစိတ်မရှိတဲ့ရေတော်မှာကိုလိုရမြောင်းတွဲပြီးတော့ယူလို့ရသေးရဲ့ဒုက္ခစိတ်ရှိတဲ့မင်းတို့လူနိဗ္ဗာန်မဖို့ရတဲ့တရားအထုတ်ရဲ့ဘာကြောင့်မရဘဲရှိပါလိမ့်မလို့အားတက်စိတ်မရှိတဲ့ရေတောင်ကိုလိုရတွဲယူလို့ရသေးတယ်စိတ်ရှိတဲ့မင်းနိဗ္ဗာန်ရအောင်လုပ်ရင်ရရမဲတဲ့ဒီမှန်ဟဲ့အဲ့ငန်းကြီးများတော်များဒီမှန်ဟဲ့ကြီးတော်ငယ်တော်မှာ9နှစ်သားလေး9နှစ်သားလေးဟဲ့နောက်ဒီလိုနဲ့ရှေ့ဆက်သွားလိုက်ရှေ့ဆက်သွားလိုက်တော့တရားနာပြေးတာလေးသမားတွေတွေ့ရှင်လာတဲ့မျက်လုံးလေးတစ်ဖက်မှိတ်ပြီးတော့မျက်လုံးလေးတစ်ဖက်ဖွင့်ပြီးတော့ဟိုဒုက္ခလေးတွေကိုကြည့်ပြီးဘာလုပ်တာတော့ဗျာအော်ကိုအဲ့ဒါလေးသမားတွေကွမျက်လုံးလေးတစ်ဖက်ဖွင့်ပြီးတော့ကြည့်ပြီးအဲ့ဒီမြားကလေးကိုလေမီးပေးပြီးတော့ဖြောင်းတာကွကိုလိုရလွတ်တဲ့အချိန်သွားအောင်လို့နေပါဦးဗျာတဲ့အဲ့ဒီသူတို့ဖြောင်းနေတဲ့မြားလေးကစိတ်ရှိသလားဗျာဘယ်ရှိမလဲကွအဲ့ဒီလိုစိတ်မရှိတဲ့မြားလေးကိုလိုတယ်လို့မီးနဲ့ပေဖြောင်းလို့ကိုလွတ်ရကိုသွားသလားဗျာသွားတာဘောကွအဲ့ဒီချိန်ခါမှာဒုတိယတစ်ဆင့်မန္တလေးဝင်လို့ဒီလိုစိတ်မရှိတဲ့မြားတော်မှာကိုလိုရမီးပေးပြီးတော့ဖြောင်းလို့ရလို့ရဲ့ဒုက္ခမင်းတို့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဘာကြောင့်နိဗ္ဗာန်မဖို့မရဘဲရှိနေရမလို့ဒီမှာဟဲ့အဲ့ငန်းကြီးရနမများမှတ်သွားမိမပြူလေးတယောက်ဘုရားရှိခိုးနေတော့မိမပြူလေးချင်းအမွေသူ့လည်းမိမပြူငါလည်းမိမပြူသူလည်းငယ်ရွယ်သူငါလည်းငယ်ရွယ်သူသူ့ဘုရားရှိခိုးသေးတာဟဲ့ငါလည်းရှိခိုးနိုင်ရမယ်ငါလည်းရှိခိုးတတ်တယ်ဒီအတူယူစေခြင်းလို့ပြောနေတာဟဲ့ဟိုမှာ9နှစ်သားလေးအဲ့ကလေးများရရှင်ဝဇ္ဇပွဲအငိမ်ဝဲပြောပွဲရွှေပွဲလောက်တဲ့အချိန်မကုန်နဲ့ကွာကံလာသားလေးတယောက်လိမ့်ပါတယ်ဆိုရင်အဲ့ဒီကံလာသားလေးအတူကိုခိုးစေခြင်းလို့ငါပြောနေတာဟဲ့ဒါပေမဲ့လည်းငါတို့တိုင်းပြည်ကြီးကဘုရားရှိခိုးတဲ့အတန်လူချမ်းမှရှက်ကုန်ပြီရှက်ဘူးလားပြည်သားကြီးရှက်ကလည်းမပြောနဲ့ဘယ်တော့မှဘုရားမရှိရှင်းမခိုးဘူးတဲ့လူထပြီးဘုရားရှိခိုးကြီးပါဘေးကချိန်မလိမ့်မယ်ထင်တယ်ဟာဒီကောင်ကြီးယူပြီပေါ့ဒီကောင်ကဘာစိတ်ပေါက်လာတော့ဘုရားရှိခိုးတဲ့လူအတူခိုးလိမ့်မယ်တော့မအောင်မင်းနဲ့အဲ့ငါကြီးမျက်နှာမှာဒုငယ်ငယ်တုန်းကလေအလျက်ကင်းလာလည်းမပြောနဲ့အဖိုးကြီးဖွားကြီးရှိတဲ့အိမ်မှာကြီးစီနဲ့လေတင်းပုတ်ကလေးနဲ့စိတ်ပရီးနဲ့ဘုရားရှင်ချိတ်ထားတာတွေ့ကျက်တန်နဲ့ပေးကြတယ်ဟဲ့ညအချိန်မှဘုရားဝတ်တဲ့ပြီးကြီးစီရပြီရကတာလူခေါ်ကြမနေ့၄နိုင်လဲဆိုဆုံးတော့တယ်မို့ထားပြီကြီးစီရ
ဘုရားဆုံးတော်တင်ပြီးတော့ပေချာလိုက်တာမှအမေငါဟိုအစိုးကြီးရှိသေးတယ်မှတ်နေတာဘလူကြီးတောင်ဆုံးတော်တင်သွားပြီကိုကြီးစီလိုက်သွားပြီကိုရှေးတုန်းကတော်ပါသေးရဲ့အခုခေတ်လည်းဟိုပြဿနာလေးတစ်ထုပ်ကပြန်ဖော်ထားတယ်လေမောင်သိန်းနံတို့ထမရဲ့မမမိုးတောင်ကြီးကြီးရဲ့အများဝင်သွားသာဓုဆိုတာလေသိန်းနံကြီးကဒီလိုပြဿနာလေးတွေတော့ငါသဘောကျတယ်ဟဲ့ဟိုလိုက်ပြေးပြီးကိုယ်ကလည်းပြည့်ထားတဲ့ပြဿနာတော့ငါမကြိုက်ဘူးနော်ဒီလိုပြဿနာလေးတွေသဘောကျဒါပဲလေခုခေတ်တရားနာပိဋကကြီးအဲ့ဒါလို့ကြီးစီရိုက်ပြီးအမျှဝေတာကိုတချို့ကလေးတွေကခဲနဲ့ထုတယ်အဲ့ဒါလို့ဆုံးမခြင်းတစ်မျိုးနဲ့ဘုရားအဆုံးအမတွေကိုခဲနဲ့ထုဆုံးမတဲ့ပြဿနာတွေပေါ်လာကြတဲ့ကတို့တိုင်းပြည်အန္တရာယ်ကင်းတာတွေနဲတော့အန္တရာယ်များပြင်စေခြင်းဒီအတူလေးတွေယူကြကြည့်ဟဲ့ကိုရင်လေးငါကြီးများနှမများအတူယူစေခြင်းလို့ငါထဲပြီးပြောနေတာပါဟိုမှာရှစ်ဆက်သွားလိုက်လက်သမားတွေအသားတွေခုတ်ရွေးနေရှင်မရှက်ပါလေဗျာလက်သမားတွေဘောကွက်အဲ့ဒီတောထဲကတိတ်ကောက်တွေကိုခုတ်ရွေးပြီးတော့တကပောင်တကရွက်တွေပန်းစပန်းအောင်ကြီးလှလှပပပြုတ်ပြီးတော့အိမ်တို့ချောင်းတို့ဆောက်တာကွအဲ့ဒီတောထဲကတိတ်ကောက်တွေကစိတ်ရှိသလားဗျာတိတ်ကောက်တွေပဲစိတ်ရှိမလဲကွစိတ်မရှိတဲ့တိတ်ကောက်တွေကိုကိုလိုရလုတ်ပြီးတော့ခုတ်ရွေးပြီးတော့လှပအောင်ပန်းစပန်းတောင်တကပောင်တွေပြုတ်လို့ရသလားဗျာရတာဘောကွရဲ့အဲ့ဒီနေရာမှာတရား30မှဝင်လို့ဒုက္ခစိတ်မရှိတဲ့တောတွေကတစ်ကောက်တောင်မှတကပောင်တကရပန်းစပန်းတောင်လုပ်ပြီးတော့ကျောင်းတွေဆောက်အိမ်တွေဆောက်လို့ရသေးရင်မင်းလိုစိတ်ရှိတဲ့ကိုဘာကြောင့်နိဗ္ဗာန်ရောက်အောင်အထုတ်လို့မရပဲရှိနေရမလို့အဲ့ဒီမင်္ဂလေးဝင်ပြီးတော့အရှင်မရသပိတ်နဲ့သင်္ကန်းယူတော်မူပါဗျာတပည့်တော်ကြောင်းပြန်ခြင်းပါတယ်ဗျာတရားအထုတ်ခြင်းသိပေါ့ရှင်သာရိပုတ္တရာကိုရောင်ကြီးကလည်းပြီးကိုရင်ပေးကွယ်တပည့်တော်သင်္ကန်းလေးယူလို့အရှင်မရတပည့်တော်အတွက်လည်းများစွာအရသာရှိသောအာဟာရတွေဆောင်ယူခဲ့ပါဗျာကိုရဲနဲ့မရတော့ဘဲနဲ့လုံးမတော့နဲ့အရှင်ရဘုံကံနဲ့မရလဲတပည့်တော်ဘုံကံနဲ့ရကိုရမှာပါဗျာဒါနဲ့သူကပြန်ကြွပြန်လာပြိတ္တအဲ့ဒါတော့လေးပေးလိုက်ရှင်သာရိပုတ္တရာကိုရောင်ကြီးသတင်းသုံးတဲ့ကြောင်းကဖွင့်ပြီးတော့တမလင်ခွေဘယ်ဘက်လက်ဝါးပေါ်ညာဘက်လက်ဝါးလေးဖြန့်တယ်လက်မထိလေးချင်းမထိတထိထားစက်ခုံတရေလေးအောက်ချဒီတရားအထုံနည်းတွေကျုပ်အရင်တုန်းကစပြီးဟောဒီတောင်းမှာဟောခဲ့ဘူးပါတယ်ဒါဥဆုံးကာယံပဏိဒါယတို့ဘာလင်္ဂအာဟုသိတဝါတို့အစရှိသဖြင့်ဒါဝိကြားနေလိမ့်မယ်ဇတ်ထုတ်တဲ့ကရှေ့ဆက်လိုက်ကြအောင်ဆိုအချိန်နာရီလေးနဲ့နောက်ပိုင်းတစ်ထုပ်ကဟောအောင်ပါဒီကကြီးနောက်ပိုင်းတစ်ထုပ်ကကျုပ်မေနှင်ထုတ်တေးတပုတ်ကိုဟောမှာပါပြိတ္တာဒီပိုင်းတော့ငိုသေးဘူးနောက်ပိုင်းတော့ဖြစ်သလိုကြည့်လို့ရမှာဒါကြီးညာထားရသေးတာတချို့ကလည်းရှောက်တယ်ရွှေသံတော်ဘုရားကုန်းတော်ဘော်တုန်းကရှင်မရ3ညစလုံးဘုရားတဲ့တရားနာရတာအိန္ဒိယတော့ရပါရဲ့တဲ့ငိုနေကြအတန်လေးလည်းမကြားရလို့တဲ့နောက်ပိုင်းရှိရှုလောက်ကြတာပေါ့မေနှင်ထုတ်တေးတပုတ်ထဲကြတော့ကဇလန်လေးခတ်တော့သွားကြအောင်ဆိုဒီလိုနဲ့တရားနာပိဋကကြီးကျောင်းထဲမှာတိုက်ခန်းလေးဝင်ပြီးတရားအထုတ်ခံပြီးတရားမင်းကြောက်ချတင်းလာဟာငါကြောက်ချတင်းတယ်ဘာအကြောင်းရပါလိမ့်ဖယားသားတော်လေးအထုတ်တော့မလို့ပါလားငါမသွားလို့မဖြစ်ဘူးခဲနာမင်းကြီးလေးပါလာခဲ့နာမင်းကြီးလေးပါခေါ်သွားလို့ဟောဒီမြတ်စွာဘုရားကိုတော်မြတ်ကြီးတရင်သုံးတဲ့ကျောင်းတော်ရဲ့အနီးအပါမကြားစီနဲ့အဝေးနှင်ထုတ်ခိုင်းဆောက်ခိုင်းပြည့်ချောင်းမကြစီနဲ့သိခိုင်းချောင်းမကြစီနဲ့ကျောင်းတော်ကိုတရားမင်းကနေငါသားလက်နသားတွေကိုလည်းမိုးမတက်အောင်နဲ့ကိုရင်ကလေးတရားအထုတ်မပြီးဖြင့်နေလွဲသွားရင်သုံးမစားလိုက်ရမှာဆိုလို့နေကိုဆွဲထားဟဲ့တဲ့တရားမင်းကသူကိုယ်တိုင်လည်းတရားနာပြတဲ့တကားချိတ်တွေကိုကင်ထားဘာမှမကြားရအောင်ဆိတ်ငိမ့်ပြီးတော့ကိုရင်ကလေးကြီးထိုင်ပြီးတော့လမ်းတွေ့တဲ့လက်သမားတွေရေမြောင်းတွေလေးသမားတွေကိုအကြပြီးတော့အထုတ်လိုက်တာဝိပဿနာကမ္မထံကြိုးစားလိုက်တာပြိဿဟောအောင်မဲ့
အောင်မဲ့ကျွတ်တို့သုံးမနဲ့သုံးဖို့စိုက်သွားပါလေဗျာအနာဂါမိမဲ့နဲ့အနာဂါမိဖို့ဒီလိုစိုက်သွားတယ်ပြိဿကြီးဒီလိုသုံးမဲ့သုံးဖို့စိုက်သွားတဲ့အချိန်ခါမှာမြတ်စွာဘုရားကိုတော်မြတ်ကြီးကလေရွှေညံတော်နဲ့ကြည့်လိုက်တော့အော်ငါဤသားတော်လေဒုက္ခတာမဏေဒီတရားအထုတ်နေပါလားသူဥပ္ပဇ္ဇဆရာဖြစ်တဲ့ငါဤသားတော်ကြီးရှင်သာရိပုတ္တရာကိုတော်ကြွလာရဲ့ငါဤသားတော်ကြီးဒီငါတာမဏေလေးဆောဆာလှရော့မယ်ဆိုပြီးပြည့်စုံတဲ့ခဏနဲ့မစင်ញင်မဲနဲ့ဝင်လိုက်ပါကအရဟတဘူယဟန္တာမဖြစ်ခင်အနှောက်အယှက်တွေ့တော်မှာပါလားဟောဘုရားကိုတော်မြတ်ကြီးကကျောင်းပေါက်ကနေပြီးတော့စီးပြီးတော့အတောက်ဆောက်ပေးဝိုင်းဆောက်ရှောက်ရတာနော်တထဆွမ်းနော်တထဆွမ်းနော်ပြိဿဘယ်လောက်ဆွမ်းလို့တထဆွမ်းနဲ့နော်ကြည်ပြိဿသုံးမဲ့သုံးဖို့တည်သွားပြီမြတ်စွာဘုရားကစောင့်နေရှင်သာရိပုတ္တရာကိုရောင်ကြီးကလည်းမုံရက်တဲ့ခဲပွဲအာဟာရတွေရလာတော့ပြန်ကြွလာတယ်ကိုပြိဿငါကိုယ်ရလေငါတပီလေးဆာလာရောမယ်ပြန်ကြွဘုရားကိုရောင်ကြီးကအနောက်ဆက်ဖြစ်မှစိုးလို့လမ်းကစီးပြီးတော့မေးခြေသားသာရိပုတ္တရာစိတ်မရှိရရေကိုလိုရမြောင်းသွဲယူလို့ရသလားကွယ်ဒါရီပေါ့ပြိဿစောစောတုန်းကကိုရင်လေးကရှင်သာရိပုတ္တရာမေးတဲ့အမေးမျိုးတွေမြတ်စွာဘုရားကမေးလို့ရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးကဖြေကြလို့ကိုရင်ကလေးကလည်းတရားနာပြိဿကြီးမိမိကိုယ်တိုင်တွေ့ခဲ့ကြုံခဲ့သမျှတွေအားကြလို့တက်နေကြဖြစ်တဲ့ခင်ဗျားတို့တောင်သူမျိုးနော်ဉာဏ်စဉ်လေးနဲ့တက်ကြည့်လိုက်ကြအောင်စို့တရားနာပြိဿဒီဆိုကောင်းတဲ့ထိုင်လေဒီမကသင်္ခါရတရားလူရေးရှုလိုက်တာသဘာဝသစ္စာကိုအသိကလေးသိမိလာတော့ကလျာဏပုထုဇဉ်နဲ့အကျဉ်းနဲ့မြတ်သုလသောတာပန်လက္ခဏာအစအဆုံးနဲ့အသိကလေးစိတ်ပြီးတော့မှကြာစေရုံနာကလေးပေါ်မှာလက္ခဏာသဘောလေးတွေမြင်လာရင်သမတနာခေါ်တဲ့ညာလက်တစ်ချောင်းထိုးတာကြည်အကြည့်မခံတော့ဘာဝကဖြစ်ပြလည်းရင်ညာယုံနာပြီးဥရိယဘုရားခေါ်တဲ့ညာဘယ်တစ်ချောင်းတော့ကြည်တော့ယုံနာဖြစ်ပြမြန်ဝတိညာကမိတော်မလိုက်နိုင်အဘိဓိမရှိလို့မိအောင်မလိုက်နိုင်တော့ဖြစ်တာတွေပျောက်ပြီးတော့ပြစ်တာတစ်ခုတည်းသဘာဝပေါ်ရောက်လာတော့ဘင်ကညာဘယ်နှချောင်းတော့လောကကြီးတစ်ခုလုံးပင်လေပဲရေစွန်းနဲ့ခတ်တော့ဇွန်းနေရငါးနာပြီးတော့ပင်လေတစ်ပြေလုံးရှိတဲ့ရေထို့အတူငန်းတယ်လို့သိပြီးတော့ခဲ့သူဟဟိတယုံနာတွေကိုပါအစ္ဆဒယုံနာငါခြေလို့ပင်လေရေစွန်းနဲ့ငါတယ်လို့တဲ့အစ္ဆဒဟာယုံနာအပြက်ကိုမြင်လိုက်တော့ဗဟိတယုံနာပြက်တွေကိုပါမြင်တော့လေဒီမောပရိသအာကိုခြင်းတရားလည်းမရှိဒီယုံနာပြုပြရပါပဲဒီယုံနာရဲ့ဒါရဲ့ကျွတ်တို့လေဒီဆရာကြီးကငါတလုံးနဲ့သုံးနဲ့ကျေသုံးသွဲမြုံလိုက်ပုံတတိုက်တုံဟိုက်တဲ့ဆူညာမြူလောက်ကမှမချမ်းဘူးလျောင်းကတောင်းကြီးအမြဲနဲ့တည်းမစဲနဲ့ချွေတော့အပမီအပြီးကုန်စင်ဘုံတစ်ခွေလေးတွင်းလေးလောင်းမြေပြောင်းနဲ့တိုက်ရှိပါပြီအမိတ်ကဝတ်နွယ်ကာမဝကိလေသာဝဝိပါကဝတောင့်တရဲ့လုံရဲ့တွေ့အောင်မတဲ့ပြုအမိတ်ကဝတ်နွယ်ဖြစ်မစဲငါးထွာရအာယုပြုလိုက်တော့လေဟောခုတရားနိုင်မျက်စိနာလျာကိုအဖြစ်မစဲအတိအာယုကလေးတွေနဲ့လဲပြီးတော့မှဘယ်လိုလဲကျွဲတကယ်မလို့သူကလာမောက်တော့တယ်နောက်တော့ကဖမလာလဲအခါခုတွင်တစ်ခုကဝင်ကြလေအခုလိုပဲတဲ့ဘယ်လိုပါကောင်အနေနဲ့မအိုခြင်းမနဲ့အိုမနာခြင်းမနဲ့နာမပေးခြင်းမနဲ့သိပြီးတော့ပူဆွေးဒုက္ခတွေနဲ့အခါခုတွင်တစ်ခုကဝင်ညာဟာလေသင်္ခတတိယုံနာရဲ့လို့ဆံများနဲ့ခြေပြပြုရပါပဲဒီယုံနာရဲ့အာဟာထုတ်ရပါပဲဒီယုံနာရဲ့ဒီယုံနာကိုဟောင်းညမတင်စီဟိနိုင်လို့
ဒီမီတွေပဲတကယ်ပါမဟာငိမ့်ရမယ်လို့လက်ဒီစတော်ကြီးကထားကြောက်အဲ့ဒီမီတွေမြင်လာတော့ကြောက်ဖွယ်ရာကြီးလို့ထင်တော့ဘယ်ရညာဘယ်နှချောင်းလုံးမျိုးဟောရမကူစားပြီးကျွတ်တို့ဘာနာပဲကိုတိရဏကလွန်ခဲ့ပါပြီဘယ်လိုကြည့်ကြည့်အကြည့်မခံယုံနာအပြစ်တွေမြင်မြင်တော့အာဒီနဝခေါ်တဲ့ညာဘယ်နှချောင်းလုံးဒီစင်မောလေးဖြင့်ဒီဒုက္ခတွေဖြစ်တော့မှာပဲလို့သိရဲ့တိုက်ကြည့်တဲ့နေတဲ့လူတွေငရေကလှုပ်လို့တိုက်ကြည့်ပြိုပြီးတော့မလို့သိရမနေခြင်းလို့ဒီယုံနာမောညီငွေတဲ့နေဘိန္ဒခေါ်တဲ့ညာဘယ်နှချောင်းလုံးမြလွတ်ချင်းတော့ဘယ်ကပါလဲခန္ဓာဝန်ကြီးကလွတ်ချင်းတော့မုံစီတုကမြတာခေါ်တဲ့ညာဘယ်နှချောင်းလုံးအပြင်းပြင်းကြည်ပฏิသင်္ခါညာလို့ဖြင့်တက်လာဒီခါပฏิသင်္ခါညာထဲလိုက်တော့ဘယ်နှချက်ရှိသွားတော့ဘယ်ကလည်းဘူးနေကလည်းဘူးခြေကလည်းဘူးခိုးစရာလည်းမရှိဟာလည်းပြည့်လည်းဘူးရလည်းဘူးဖြည်းဖြည်းသွားလည်းဘူးတော့အရေးကြီးရတွေ့ရင်ကောက်မှာပဲလို့အရေးကိုလက်လုံးအပူစခန်းလေးပေါ်မှာအတိညာကမနေသလိုကြာတော့လေပြည့်နေတဲ့ရုံလုံးဒီခါရတွေလှုပ်ပြီးတော့ပြစ်လိုက်တဲ့အချိန်ခါမှာဒီခါရုပ်ခါခေါ်တဲ့ညာဘယ်နှချောင်းလုံးရိတ်တာကြီးဘောရီပဲခရမ်းတရား39ပါးနဲ့အစင်လျောတဲ့အနုလုံးမှာခေါ်တဲ့ညာဘယ်နှချက်ရှိအဲ့ဒီညာစဉ်10ချက်ကတက်ပြီးတော့ကမှတရားနာပရိသတ်ရေအရဟတဖို့သို့ရောက်ခါနီးကာလရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးနဲ့မြတ်စွာဘုရားကိုရောင်မြတ်ကလည်းပြဿနာဖြေလို့အပြီးကြည်တရားနာပရိသတ်ရှင်သာရိပုတ္တရာကကိုယ်ရလေးအဆောင်းဝင်လို့ကျွေးဆောစားလို့လည်းအပြီးဟောဒါကြောင့်မင်းနဲ့နမင်းကြီးလေးပါကလည်းနတ်ပြည်သို့အပြောင်းကောင်းငင်ကနေကိုဆွဲထားတဲ့နေနာကလည်းနေကိုလက်ထဲကအလို့ကြည်ကြည်ကိုရင်လေးကိုရင်ကလေးအဲ့ဒီအချိန်ကာလမှာအခြေခံပြီးပရိက္ခာဉာဏ်စဉ်ဆုံးသောကာလအရဟတဖို့ရောက်တော့မလို့ပြိဿရဲ့အခြေခံပြီးပရိက္ခာနီးပြီးလျော်ပြီးဥပဇာနုလို့ဟောဒီကအရေးဒီဘက်ကအပူနာရည်ရှိသလိုဉာဏ်စဉ်ကတရွေခွတ်တရဘူးဉာဏ်ဖြင့်အရေးချဲတော့ဝင်လိုက်ရသလိုနေဘူးထဲမှာအရေးနာလေးအတွင်ကိုဝင်လိုက်ရသလိုအင်းကြီးကလေးများလှပ်ပြီးတော့လေဒီမှာပရိသတ်ဖူးပဲမှုရလာလိုက်ရသလိုဝိပဿနာဉာဏ်မှလွတ်တဲ့မုဆလတတ္တိဖြင့်ခွတ်တရဘူးဉာဏ်သူတို့ချင်းနဲ့နိဗ္ဗာန်ကိုပဲသစ္စိကနာတတ္တိဖြင့်မဲ့ရအောင်ပတ္တတိတတ္တိဖြင့်ဖွညာကြလို့ဟောတရားနာပိဋကလေးမလေးဖို့တို့ကူ၍ဒုက္ခခေါ်တဲ့တာမဏေလေးအာတောကိုခံ၍ယဟန္တာကြီးအစီဖြစ်ကြည်ဖြစ်ရာရှာလေတော်ပါရီဧရာကြီးယဟန္တာဖြစ်သွားပါလားအဲ့ဒီနေ့လူတွေတော်မျက်စိလဲတယ်လဲရောပေါ့လဲထုံတဲ့လူတွေဖြုတ်မှဖြုတ်ရတော့ပဲသူတို့ကမွန်းတဲ့နေထမ်းတစ်ဖျားရောက်မွန်းတဲ့ရင်ဖြုတ်တာကိုပြိတ္တာကိုရင်လေးဆုံးမစားရသေးလို့ဆွဲထားတယ်မနေ့ပိုင်းနေကမွန်းကိုမတက်နိုင်ဘူးနွားတွေလည်းမောလို့အမြုပ်တွေထွက်လို့လူတွေလည်းဟိုက်လို့ဘိုက်ကိုရှက်လို့ထမင်းစားတာနဲ့မွန်းကိုမတက်နိုင်ဘူးတဲ့ကိုရင်လေးတော့နေနာသားဆွဲထားတော့နေတာကမနေ့ပိုင်းရှည်နေတာပေါ့မနေ့ပိုင်းပဲလို့ရှည်ပေမဲ့လို့ဆွမ်းစားပြီးလို့နေလဲလွတ်လိုက်ပါလေရောဝိုးကနဲ့နေကြီးထိုးကြသွားတယ်လို့ထင်ရညနေပိုင်းချိန်ကနဲနေဘုံတကူအနုဘောရှိတဲ့ကိုရင်လေးကိုအဲ့ဒါလို့နဲ့တရားနာပြိတ္တာကြီးနောက်ရဟန်းနေစကားဖြစ်တာဖြစ်တာတော့ဘာကိုပြောနေကြသလဲမှန်လားပါဗျာတဲ့မနေ့ပိုင်းနေတာရှည်ပြီးတော့ညနေပိုင်းကျတော့နေကဆွဲချလိုက်တယ်လို့လျောကျသွားလို့ပြောနေကြပါဗျာဟဲ့ဖြစ်တာတော့တဲ့ဘုံတကူအနုဘောရှိတဲ့ငါဤပါတော်လေးဒုက္ခသာမဏေအားငါဖယားလည်းစောက်ရှောက်ပြီးဥပ္ပဇ္ဇခရာသူဤသာရိပုတ္တရာကိုရောင်မြတ်ကြီးလည်းစောက်ရှောက်ပြီးတရားမင်းလည်းစောက်ရှောက်ပြီးငါမင်းကြီးလေးပါလည်းစောက်ရှောက်ပြီးနေနာသားကလည်းဆောမစားတယ်
အရဟတဖို့မရောက်ခင်ဆုံးမစားရမှာစိုးလို့နေမလွဲအောင်နေကိုဆွဲထားရသည်ဒါကြောင့်ဆွမ်းစားကိစ္စပြီးသောအခါမှာနေပြီးလျော့ကျသွားတာမြန်းနေခြင်းကတခြားမဟုတ်ဘူးငါဤသားတော်ဒုက္ခသာမဏေကြောင့်ဟဲ့လို့ခြေသားတော်နားထောင်ကြသောရဲ့လို့ဘုရကေနယံတိနိတိကာဥဒ္ဒကာရဓမ္မယံတိတေသနံဓာရုံဓမ္မယံတိတိသကအတ္တနံဓမ္မယံတိသုဘတာလို့ဘုရားကိုယ်တော်မြတ်ကနိတိကာရေကိုဆောင်ယူတတ်ကုန်သောနိတိကာရေကိုဆောင်ယူတတ်ကုန်သောဥဒကရေကိုနယံတိမိမိလိုရသောဆောင်ယူကြကုန်၏ဩဒုကာရလေးသမားတို့သည်တေသနာမြတ်ကိုဓမ္မယံတိဖြောင်းအောင်ပြုကြကုန်၏တိသကာတဇင်းသမားတို့သည်ဝါလက်သမားတို့သည်ဓာရုံပိတုံကိုဓမ္မယံတိမိမိတို့အလိုရှိတိုင်းကောက်နေတာကိုဖြောင်းအောင်ပြုလို့ကြကုန်၏လောကတဆိုလိုသောစကားရှိသောသူတို့သည်သူတော်ကောင်းစကားကိုနားထောင်တတ်တဲ့လူလို့ဆိုပါတယ်ပြိဿလောကတဆိုလိုသောစကားရှိသောသူတို့သည်အတ္တနာမိမိကိုဓမ္မယတိမဲ့ဖို့ရောက်အောင်ဆုံးမကြလေကုန်တော်သတည်းအဲ့ဒီဒေသနာဓမ္မကနာရသဖြင့်မြတ်စွာဘုရားဤတပိတာသံဃာတော်များသည်သောတာပန်သဂရာကအနာဂယဟန္တာအစရှိသည်ဖြစ်ကြပါကုန်သည်ဆိုတဲ့တထဆွမ်းနဲ့ယဟန္တာအမြတ်စခန်းရောက်သွားတဲ့ဇလောင်းဟာရှေ့ပိုင်းဒီနေရာနေတိတမ်းပါတယ်ဗျာဒီကဆောင်းပဲလက်ထတို့